အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါပြောပြပေးမှာတော့ Honda Insight Original TV Bluetooth ချိန်ကြီးလေးပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတစ်ချက်လိုက်ကြည့်ပေးပါဒီကောင်ကဒါဒီခလုတ်လေးနှိပ်မယ်ဖုန်းပုံစံလေးကိုနှိပ်မယ်ဒီအောက်ကဟာလေးနှိပ်မယ်အပေါ်ဆုံးကဟာလေးနှိပ်မယ် Bluetooth နှိပ်မယ်ဒုတိယဟာနဲ့ရပြီFit TV လိုပဲဘာသာ TV ချိန်သလိုပဲပေါ်လာပြီဆိုရင်ဖုန်းထဲဝင်မယ် Bluetooth ထဲဝင်မယ် Bluetooth on မယ်ပေါ်လာပြီ pairing လုပ်လိုက်မယ်ဒီနံပါတ်လေး3848အဲ့နံပါတ်လေးရိုက်ထည့်လိုက်ရင်ရပြီသူကတစ်ခေါက်နဲ့တစ်ခေါက်တော့နံပါတ်တူမှာမဟုတ်ဘူးပေါ်တဲ့ဟာလေ48 okay ရပြီချိန်သွားပြီသူကဟိုဟာ Fit G6 ဘာသာ TV လိုပဲဗျာသူက for call ပဲရတယ်တခြားဖွင့်တဲ့တချင်းတွေပါတွေတော့မရဘူးဒါကတော့ဒီ Bluetooth TV ချိန်ကြီးလေးကိုပြောပြပေးတာပေါ့တကယ်လို့ဖုန်းနဲ့ဒီအောင်အဲ့နေရောကချိန်တဲ့ဟာအဲ့နေတော့ချိန်တဲ့ဟာကျွန်တော်ဒီဖုန်းနဲ့အခုရိုက်နေတဲ့ဖုန်းနဲ့ရတယ်ဗျာဒီဖုန်းနဲ့ချိန်လို့မရအောင်ဘာဖြစ်တာလဲဆိုပြီးတော့ကျွန်တော်ကချိန်လို့ရပြီးတော့မှအဲ့လိုဖြစ်သွားတော့တော်တော်လေးကြာတယ်ဗျာတစ်ရက်လောက်ကြာတယ်ပြန်ကလိရနောက်ဆုံးဘာပြန်လုပ်ရလဲဆိုတော့ဒီကောင်ချိန်ခါနေကို reset ပြန်လုပ်လိုက်တယ်ဖုန်း reset ပြန်လုပ်လိုက်တဲ့အခါကျမှပဲချိန်လို့ရတော့ကျွန်တော်ပြောချင်တာကတကယ်လို့ချိန်လို့မရဘူးဆိုရင်ဖုန်းကို reset လေးလုပ်လိုက်ပါလုပ်ပြီးသွားရင်တော့ပြန်ချိန်လို့ရလိမ့်မယ်ဗျာဒါတော့ကျွန်တော်တို့ Honda Insight Original TV ပေါ့ Bluetooth ချိန်ကြီးလေးကိုပြောပြပေးရဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကောင်းမြတ်ပါ